အားလုံးပဲမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလအတွက်မိရသည်ကမားဖြစ်တဲ့ Aries, Leo နဲ့ Sagittarius တို့ရဲ့ကကြမာရီထားကိုဖတ်ကြားတင်ပြမှာဖြစ်ပါတယ်ဒီလအတွင်းမှာဒီယာယီကမားတွေဟာပျော်ရွှင်မှုယာယီကင်းမဲ့နေတဲ့ကာလလိုပဲခေါင်းစဉ်တစ်ချက်ပါတယ်ဘာလို့လဲဆိုတော့လာမယ့်ကကြမာရီမှာဒီငွေကြီးစီမံခန့်ခွဲပြဿနာလေးတွေအလုပ်ပိုလိုအပ်ခြင်းပြဿနာလေးတွေအချိန်စီမံခန့်ခွဲပြဿနာလေးတွေစိတ်ဖိစီးပြဿနာလေးကြုံတွေ့ရတယ်လို့ပါဒါကအလုပ်ပိုင်းဆိုင်ရာတွေမှာစီးပွားရေးကိစ္စတွေမှာကြုံတွေ့ရတတ်ပါတယ်မိတ်ဆွေပေါင်းသင်းနေတဲ့ပြောစကားတွေကိုနားမထောင်မဲနဲ့ထင်ရစမ်းပြီးလုပ်လို့တဲ့စိတ်ဓာတ်လေးတွေကိုလည်းသိရှိနေရတတ်ပါတယ်အိမ်မှာလည်းအင်ဒူရေးပေါ့အင်ဒူရေးဒီမှာဆိုလို့ရှိရင်တုံးနဲ့တူကြမှာနားလည်မှုတွေဝေကွာနေတတ်ပါတယ်အဲဒီအတွက်အနေငယ်နားလည်မှုလေးပြန်ယူပြီးစီးလုံးနဲ့မေးလို့ကြဖို့လိုပါတယ်လောင်ငယ်သားတွေရဲ့စွန့်ပစ်မှုတွေခံရတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြောခဲ့သလိုကိုကထင်ရဆိုင်တဲ့စိတ်တလေးတွေများနေတဲ့အတွက်ကိုဒီအဖွဲ့အစည်းနဲ့လုပ်တဲ့ဖို့အတွက်ပြန်ပြီးတော့ကိုရဲ့စိတ်ကိုဖြစ်ပြီးမောင်းနေတင်ပါတယ်။ရံဘက်တွေရှိလာလို့မင်းတို့ရှိပါတယ်။အနည်းဆုံး3-4ရက်လောက်ကတော့ဝင်ရနေပါတယ်။ဒီနေငယ်ချက်ဖို့လိုပါလိမ့်မယ်။အခြေအနေကိစ္စလေးညံ့နေလူတွေမျိုးကောင်းမလာပါလိမ့်မယ်။အခြေအနေကောင်းနေပြီလူတွေကတော့ဒီတစ်တိုင်းကိုကောင်းလာပါလိမ့်မယ်။အဲ့တော့အခြေအနေလည်းကြောင်းချစ်သူရှာဖွေနေတဲ့လူတွေကောင်းတဲ့လူတွေကြားတော့မှာဖြစ်ပါတယ်။နောက်ပြီးကျမရဲ့အနေနဲ့ဆိုလို့ရှိရင်တော့စီလန်းကြောင်းဆိုင်ရာယောဂလေးတွေအနေငယ်သိထားပြီးဖို့ပြောချင်ပါတယ်။အနေငယ်စီလန်းကြောင်းနဲ့ပတ်သက်ပြီးပြဿနာချို့တွေ့ရှိနေတာကိုတွေ့ရှိရပါတယ်။ငြင်းချမှုနဲ့ပတ်သက်လို့ကတော့ရှာဖွေငြင်းချမှုနဲ့ပတ်သက်လို့သိမရှိသေးဘူးပေါ့နော်။ကိုယ်တိုင်ကစိတ်ကိုကတခြားတစ်ဖက်ဆန့်ကျင်ဘက်သဘောတရားတွေရှိနေတဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တရားထိုင်တာမျိုးလေးစိတ်ကိုတည်ငြိမ်အောင်လုပ်ထားတဲ့မျိုးတွေအောင်မြင်မှုအသေးဖွဲလေးတွေကစာပြီးမျိုးကိုမီဂုဏ်ယူတင်ပြီးတော့ step by step သွားတာမျိုးလေးလုပ်တင်ပါတယ်ငွေကြေးအနေနဲ့ကတော့ပုံမှန်တိုင်းဝင်လိုက်ထွက်လိုက်ရှိနေနေပါတယ်ပုံမှန်ဝင်ငွေပုံမှန်ထွက်ပြီးတော့မြတ်အမြတ်ဆုံးကြီးကြီးမှလည်းမရှိဘူးအမြတ်ဆုံးရှုံးကြီးကြီးမှလည်းမရှိပါဘူးဒီကံကတော့ဒီတလတာဒီမှာဆီရှိုးရတဲ့ကန်ညံ့တဲ့နေထားလေးတွေတွေ့ရပါတယ်ကောင်းတာဆိုလို့ခြေပဲကောင်းပါတယ်ကိုယ့်ရဲ့တစ်စတိုးတယူတန်လုတ်တဲ့အမှုချင်းတွေကိုတော့အနေငယ်ဟိုပေါ့တော်တော်များများကို short ချဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလအတွင်းမှာဒီမိရဒီကမာတွေကိုအကျဉ်းချင်းပေးလို့တာကတော့အချီကိုရှိတဲ့လက်ခံပေးဖို့နဲ့မိမိစိတ်ကိုတည်ငြိမ်အောင်လုပ်ဆောင်ပေးဖို့အတွက်ပဲကြိုးစားထုတ်ပါလို့ပြောချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်